အားလုံးပဲမင်္ဂလာပါခင်ဗျာ Fiacast Channel ကနေကြိုဆိုလိုက်ပါတယ်ကျွန်တော်ကစီစဉ်တင်ဆက်သူရောဘုံမှာပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ channel လေးကနေဖြစ်မှန်တရေဇလန်တွေကိုမြင်းတင်ဆက်ပေးနေတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ channel လေးကို like and subscribe လုပ်ထားပေးပြီးဘေးက notification ခေါင်းလောင်းလေးကိုနှိပ်ထားပေးဖို့တောင်းဆိုချင်ပါတယ်ခင်ဗျာဟုတ်ကဲ့ဒါဆိုရင်တော့ဇလန်လေးစလိုက်အောင်မေဖြူနဲ့ညုံမာတို့ညီမဝမ်းခွဲနှစ်ယောက်စင်ရီဖုံးရက်ွက်တစ်ခုမှာအိမ်တိမ်ငားပြီးနေပြခဲ့တယ်။နှစ်ယောက်လုံးကငငယ်လေးသာစောပေါ်စောပဲဖြစ်နေတဲ့အပြင်မြို့မှာလှုပ်လို့ဖို့ရွာကနေထွက်လာတော့လေတူလူဆိုတော့ညီမရင်းနေလို့ပဲစိတ်တူကိုယ်လိုရှိတဲ့အပြင်တယောက်နဲ့တယောက်ပြန်လည်ဆောင်းရှောက်ငဲ့ညာပြီးနေကြတာဆိုတော့ပို့ပြီးတွေ့ထားကြတယ်။အစားတော့ခဲကျုံးဆက်ယုံမှာအတူတူလှုပ်လှုပ်ကြပေမဲ့ဒီတိုင်းဆက်သွားရင်တလန်းရှိမှာမဟုတ်ဘူးဆိုတဲ့အတွေ့နဲ့နှစ်ယောက်သားအလုံးထွက်ပြီးချစ်ကုပ်စုထားတဲ့ပတ်စံနဲ့ဆက်ချုပ်တင်တဲ့တေချာပြန်တတ်တယ်။ပြီးတော့အလုတ်ထွက်ပြီးဆက်ချုပ်ဆိုင်ဖွင့်ဝမ်းကြောင်းကိုထပ်ကြိုးစားတယ်။ရွာမဆိုရင်မေဖြူတို့ချီနေကအပူမပင်နေနိုင်စားနိုင်တဲ့ပါပေမဲ့မြို့မှာချာချာနေသားချသွားတော့မေဖြူရောညုံမာရောရွာမပြန်ပြင်ကြတော့ဒါကြောင့်လဲမြို့မှာပဲဖြစ်တယ်လို့ကောက်ကန့်နေတယ်။အခုလဲဆက်ချုပ်ဆိုင်ဖွင့်မှုနေရာရှာရင်ဒီရက်ွက်လေးကိုတွေ့ရရက်ွက်အရန်မကျေပေမဲ့လူနေအင်ဂျီတော်စိတ်ပြီးအခြေခံလူရန်စာရောလူလက်တန်းစာအချို့ပါရှိတယ်။လူနေစီကားပြီးအလုပ်ဖြစ်နိုင်မဲ့နေရာမျိုးဆိုတော့မေဖြူတို့ရက်ွက်ထဲမှာအဆင်ပြေမဲ့အိမ်လိုက်ရှာရင်အခုနေမဲ့အိမ်ကိုတွေ့ခဲ့ကြတာပေါ့အိမ်ဆိုပေမဲ့လည်းကြဲကြဲဝန်းမဟုတ်ပဲနည်းနည်းကျန်းတယ်အိမ်ရှင်ကပေ30-40အိမ်ဝန်းထဲမှာအိမ်နှလုံးရှင်ဆောက်ထားပြီးအငားတင်စားတာအိမ်နေကဝင်းခတ်မထားပဲတိမ်နဲ့တိမ်ကြားနှစ်ပေနီးပါးပဲခွာထားတာမေဖြူတို့ကအောက်ထပ်မှာတော့ဆိုင်ကန်းထားပြီးအပေါ်ထပ်မှာလူနေတယ်အပေါ်ရက်ကလည်းအခန်းဖွဲ့ပြီးထားတာမျိုးမရှိပဲပြင်ကျဲအတိုင်းဆိုတော့ညီမနှစ်ယောက်အိမ်နေကောင်မှာဖျားခင်းချင်အောင်ထောင်ပြီးလက်လွတ်လက်ပဲအိတ်ကြတယ်။ကောင်းရင်ကလင်မယားနှစ်ယောက်ငှားနေတာလာသားရွယ်ကလေးလေးလည်းရှိတယ်။ဒါပေမဲ့ကံကောင်းတယ်ပဲပြောရမလား။ကလေးကအတော်လေးအေးတာတော်ရုံတန်ရုံဆိုတိတ်မငို။ကလေးမိဘတွေပုံစံကြည့်ရတော့နည်းနည်းလူရည်တန်းကြပြီးပတ်စံရှိပုံလဲပေါ်တယ်။ဘလို့ဖြစ်လို့အိမ်ငှားနေလဲကြတော့မတည်ဘူးပေါ့။အဲ့ဒီမင်းကလေးပုံစံကလည်းနည်းနည်းတော့တီးခြားနေတဲ့ပုံမျိုးမေဖြူတို့နဲ့တော့မတက်တာလို့ပြုံးပြနှုတ်ဆက်တာကလွယ်ရင်တိတ်အယောဝင်တာမျိုးမရှိဘူးပုံစံလည်းလူပုံလှလှဖြူဖြူနုနုဆိုတော့မေဖြူလည်းနည်းနည်းတော့ရှိန်တယ်လို့ဖြစ်ပြီးခောက်ခွာပဲနေတယ်မေဖြူတို့လည်းဆိုင်းဘုတ်တွေတင်ပြီးတွေကရက်ွက်ထဲကအထက်တွေလည်းလက်ခံတယ်လို့ဈေးကျုပ်ထဲလေးတွေလည်းလက်ခံတော့အလုပ်ကအဆင်ပြေလို့ရှိရပြောရမှာပေါ့အိမ်ကလည်းနောက်လာပြီးရက်ွက်ထဲမှာလည်းအစားတော့ဝယ်ရချမ်းရဈေးသက်တာတော့မေဖြူတို့အတွက်အတော်လေးနေစားချောင်းတယ်အိမ်မာကကျန်တာပြဿနာမရှိပေမဲ့ညညဆိုနည်းနည်းထူးဆန်းတဲ့ကိစ္စတခုရှိတယ်။ကောင်းရင်ကလည်းမရနေခင်းမဆိုအကောင်ကိုကြီးတဲရင်နဲ့တတရာရှိကြပြီးညဆိုတူ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 နဲ့ရန်ဖြစ်ကြတာပဲ။ကိုကောင်းရင်မှာနီးခဲ့ရှိနေကြတာဆိုတော့မေဖြူတွေကမကြားချင်မှဆုံးပဲ။မင်းကလေးရဲ့တန်ကတိတ်မတိုးကျပေမဲ့နည်းနည်းဒေါသထွက်နေလို့စောင်းစောင်းအောင်နဲ့ပြောနေပြီးတစ်ချက်ဆိုတက်ခေါက်တန်လေးဟာကနေတပင်ချတန်လေးပါကြားရတယ်။အကြောင်းအရာကိုတော့တိတ်တဲကွယ်မကြားရဘူးပေါ့ပြီးတော့ညအချိန်မတော်ဆိုတခါတလေမေဖြူတည်နှုံးရင်ခေါင်းရင်းကရှောက်လန်းနေရမှာခောက်တော့ခောက်ပြန်လမ်းလျှောက်နေတဲ့တန်ကြားရတယ်အစာပိုင်းမှာတော့လူကတ်တာများလားဆိုပြီးနေသူသာထပြီးထရံပေါက်ကနေချောင်းကြည့်သေးတယ်တွေ့ရတာစပိန်ကြောလေလောင်နဲ့မိမတယောက်ဖြစ်နေတယ်မိဖွင့်မထားလို့တေချာမမြင်ရပေမဲ့ပုံစံကကလေးမိကောင်းမလေးပဲလို့ထင်ပြီးပြန်အိတ်လိုက်တယ်အဲ့လိုမျိုးကြောင်းကလည်းတစ်ခါနှစ်ခါရမ်းဖာညခါမျိုးပါပဲတညကညနည်းနည်းမိုးချုပ်မေဖြူအိမ်သာသွားတဲ့အချိန်အထဲမှာမေဖြူထိုင်ပြီးတိတ်မကြဘူးဟိုဘက်အိမ်သာကနေစပြီးတန်ကြားရတယ်အတန်ကကလေးငိုတန်ကိုမှတအဲနဲ့တူတူလေးစကြကြကျွန်တော်စိတ်ထဲထိကနေဖြစ်သွားပြီမဲ့နောက်ဆက်တွေကြားရတဲ့အတန်ကြောင့်စိတ်သက်သာရသွားတယ်တတလေးမိမရှိရနော်မငုံနဲ့တိတ်တိတ်ဆိုပြီးကလေးကိုချော့နေတဲ့မိမအတန်ဒီတော့ဟိုသားမိလေးပဲပေါ့ဆိုပြီးနောက်ဆက်တွေတွေးမိတာကယောက်ျားဖြစ်သူကဘာလုပ်နေလဲလို့သူခမကလေးတစ်ဖက်နဲ့အိမ်သာလာရတာလဲပေါ့ကိုဘာသာကိုတွေးရင်မဲဒါကြောင့်လေညညစကားများကြတာနေမယ်လို့မှတ်ချက်ပေးလိုက်သေးတယ်ပြီးမှကောင်းတဲ့ထပ်ဝင်လာတဲ့တွေကငါတီးတာတော့သူတို့ကလေးကမိန်းကလေးပါဘလို့ဖြစ်လို့တသားလေးလို့ခေါ်နေလဲမသိပေါ့အိမ်သာထွက်တော့လဲမေဖြူကအိမ်သာကအထွက်အဲ့ဒီမိန်းကလေးကကလေးပွေပြီးသူတို့အိမ်ဘက်ထဲပြန်ဝင်ကလေးပွေပြီးအိမ်ထဲဝင်သွားတဲ့နောက်ကျောပုံစံကိုတိကျမြင်လိုက်တယ်ပြီးတော့မေသူကအိမ်ပေါင်နားမရောက်သေးဘူး
အပေါ်ရက်ကနေကလေးငိုတဲ့အတန်ကြားလိုက်တော့မေသူဟင်ကနေဖြစ်သွားတယ်အခုမှဝင်သွားပြီးအခုပဲအပေါ်ထဲရောက်သွားပြီဆိုတော့အပြေးလွှားများတက်သွားသလားပေါ့ဒါပေမဲ့လည်းအရေးကြီးတဲ့ကိစ္စမဟုတ်တော့ခေါင်းနဲ့တိတ်မထားလိုက်မိဘူးတရက်ကျတော့ညနေသာစားနေရင်ညိုမာကအင်ဂျင်နီယာမျက်နှာနဲ့မအိမ်မသာဖြစ်နေတဲ့ပုံပေါ်တော့မေပြူလဲညိုဘာဖြစ်နေရလဲမျက်နှာလည်းမကောင်းဘူးလို့မေးတော့ညိုမပုံစံကပြောရလို့မပြောရလို့ပုံစံနဲ့ဖြစ်နေသေးတယ်ပြီးမှဒီအိမ်ကတရေ6ဒေါ်လာမသိဘူးမေပြူခတူတူလေးပြောတယ်မေပြူလဲဘာလို့လဲဘာမြင်လို့လဲပေါ့ညိုမပြောပြတာကငါဟိုနေ့ညနေကအိယာနိုးတို့အောက်ဆင်းလာတော့စက်ကုံမှာနေပုံစံနဲ့မိန်းမတစ်ယောက်ထိုင်နေတယ်ငါလည်းနေမဲလို့ထင်တာပေါ့ဒါနဲ့အပေါ်သွားကျွန်တော်နောက်ပြီးထွက်လာတော့နေကအိမ်သားတွေကထွက်လာတယ်ညိုမဒီလိုပြောတော့မေသူကဖြစ်နိုင်တာတွေစဉ်းစားကြည့်ပြီးအညိုကလည်းအင်းရှိရမာတန်းကငါတို့ကအဝင်ထွက်ရှိနေကြပဲ哦ငါနဲ့ပုံစံတူရဲဆိုသူ့နေမှာပေါ့သူအိမ်လာတဲ့အချိန်နဲ့ဒိုးလာမှမသိတာမေယူစကားဆုံးတော့ညိုမကခေါင်းကိုခတ်သက်ရမ်းပြီးမဟုတ်ဘူးမေပြူအဲ့ဒီမိကငါတို့2ယောက်လုံးနေခင်းဘက်အိမ်မဲဆိုပြီးအောက်ထပ်တကားတွေအထဲကနေအကုန်ပိတ်ထားခဲ့တာလေဘယ်သူမှဝင်လာလို့မရဘူးလို့ပြောတယ်ညိုမပြောနေတဲ့ပုံစံကအတီးကြီးမလို့မေဖြူလေးနည်းနည်းတော့စိတ်လေးသွားပြီမယ်နေလာတဲ့တလကျော်အတွင်းဘာမှသိထူးခြားတာမျိုးမရှိတော့မဖြစ်နိုင်ဘူးလို့ထင်တယ်ဒါနဲ့ပဲမေဖြူကအိမ်ဟာနိုးစားမလို့အမြင်မှားလာမှမသိတာညိုရဲ့ပြီးတော့တကယ်မြင်နေဆိုရင်တော့ခဏတစ်ဖြုတ်ကန်နေတခိုင်းမှုဖြစ်မှာပါငါတို့နေလာတာပဲတလားကြော်နေပြီဒီအိမ်မှာတော့ဘာမှမရှိတော့ပါဘူးလို့ပြောတော့ညိုမာကဘာမှဆက်မပြောတော့ဘူးမဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးကြည်ကြည်လေးလေးရှိသွားပုံတော့မဟုတ်ဘူးအလုံးနဲ့တရက်မေဖြူနဲ့ညိုမာမျိုးရဲစည်းသွားပြီးဆက်ချုပ်ဆိုင်တွေလိုအပ်တာတွေရောရွာအိမ်သားတွေအတွက်ပစ္စည်းပို့ချင်တာတွေရောပတ်ဝဲကားဂိတ်အနဲ့တနေ့ကုန်အပြင်မှာအချိန်ကုန်သွားရောပြန်ရောက်တော့ရက်ွက်ထဲမှာမီးကပြတ်နေပြန်ရောဒါနဲ့2ယောက်သားအပြင်ကဝယ်လာတဲ့အတုံးနဲ့ထမင်းစားပြီးအပေါ်တက်လဲနေလိုက်တယ်ငကိုတွေကအိမ်မက်တဲ့ညိုမာကတော့ပိန်မန်းထားတဲ့အချိန်နဲ့ခဏလေးအတွင်းမှာပဲတခုခုနဲ့အိပ်ပျော်သွားရောမိဖြူကတော့အိတ်ချင်ပေမဲ့ခြေထောက်တွေကြိုက်လုံးလို့အိမ်မရဖြစ်နေတာနဲ့ဟိုဘက်လိမ့်လိုက်ဒီဘက်လိမ့်လိုက်နဲ့လုံနေရတာပေါ့တအောင်နေလို့မိဖြူနည်းနည်းလေးမိကနေလေးဖြစ်ရောပြေးဆိုတဲ့ကလင်းထောင်ငိုလိုက်တဲ့အတန်ကြောင့်အိမ်ပြုံလို့ဖြစ်နေတဲ့မိဖြူလန်နိုးသွားတယ်မသိရင်ကလေးတန်ကနာနာခဲ့ပြီးအော်လိုက်တယ်လို့စူကနေကိုထွက်လာတာအိတ်ချင်တဲ့အရှင်ရောလမ်းနာရောပေါင်းပြီးမေဖြူဒေါသထွက်သွားပြီးချုပ်ကိုစက်ကနေတုပ်လိုက်မိတယ်ကလေးကအဲ့ဒီချိန်ကစားငိုလိုက်တဲ့အငိုတောက်လျှောက်ကြီးမထိတ်တော့ဘူးအစားတော့မေဖြူနားကြီးလို့စိတ်တူတာပဲသိပေမဲ့နည်းနည်းကြာမှသတိထားမိတာကကလေးတစ်လောက်ငိုနေတာကိုလူကြီးတွေချောတဲ့တန်လုံးဝမကြားရတာပဲကလေးငိုတဲ့တန်ကအတူအကျကျသွားတာမျိုးမဟုတ်ပဲတောက်လျှောက်ဒီတန်ထားနေပဲငိုနေတော့တာစိတ်ထဲကလေးကငိုရင်တက်သွားလို့ဒုက္ခပဲလို့တော့တွေးလိုက်သေးတယ်ငိုတန်ကမယံမနာဖြစ်လာတော့မေဖြူအတော်လေးနားကြီးလာတယ်ဒါနဲ့ပါဇက်ကနေကလေးကလည်းငိုလိုက်တာဟာနားကြီးလို့အိတ်ကိုမရှားတော့ဘူးလို့ပြောလိုက်တယ်ကိုပြောလိုက်တာကိုဘေးကညုံမများချားကောင်းမလားဆိုပြီးလှည့်ကြည့်လိုက်ပေမဲ့ညုံမကတော့စီးချက်မှန်မှန်နဲ့ဟောက်နေတော့မယ်မေဖြူအိတ်မင်းဆိုပြီးဘလို့ပဲကြိုးစားပေမဲ့အိမ်ချင်းကတ်နေတော့အတန်ကအနီးကကြီးကြားရတယ်လို့ဖြစ်နေပြီးဘလို့မှအိတ်မရဘူးဒါနဲ့စိတ်မရှိတော့တဲ့အစုံဒေါသတန်နဲ့ဟာဒီကလေးကဒီလောက်ငိုနေတာကိုမချော့ကြဘူးလားဟာကလေးကငိုရင်အသက်လေးထပ်သွားအောင်မယ်ဘလို့ဖိနေအမေမှမသိဘူးဆိုပြီးခက်ကြကြပြောလိုက်တယ်ထူဆန်းတာကမေဖြူစကားဆုံးတာနဲ့ကလေးငိုတန်ကတီကနေတိတ်ကျသွားတာပဲကလေးတန်တိတ်သွားချင်းထွက်လာတဲ့အတန်ကဟောမာပါလူပါပါအရှာရှာအတန်ကြီးနဲ့ပြောလိုက်တာကိုကြားရတယ်အတန်ကအော်အော်အဲကြီးမလို့ယောက်ျားတန်ကမိန်းမတန်ကခွဲခြားမသိလိုက်ဘူးကိုပြောတာပဲလားလင်းမယားချင်းပြောတာပဲလားတော့မသိဘူးကလေးငိုတန်တိတ်သွားပြီးတော့မေဖြူလေးနားရပြီဆိုပြီးအိပ်ဖို့ကြိုးစားတော့တာပဲအဲ့ဒီညကအိမ်မထဲမေဖြူအိတ်တင်တာမိန်းမတစ်ယောက်ရောက်လာပြီးမေဖြူကိုမကြည်မနှက်နဲ့အကြာကြီးထိုင်ကြည့်နေတယ်ဆိုပြီးမလိုက်သေးပေမဲ့မေဖြူဒီတိုင်းအိမ်မက်ပါပဲလေဆိုပြီးအမှုမဲ့အမှတ်မဲ့ပဲနောင်နေမနဲ့မာတန်လာတော့ကြားရတဲ့သတင်းကြောင့်မေဖြူမျက်လုံးပြူးရပါလေရောခေါင်းရင်ကလင်မယားကမနေနေရင်ကအိမ်မှာမရှိတော့တာမရှိတော့တဲ့အကြောင်းရင်းကကောင်းလေးမိဘတွေကမိသားစုလိုက်ကိုကားနဲ့လာခေါ်သွားတယ်အစားကသဘောမတူပဲခိုးပြေးကြလို့ဆိုပြီးမိဘတွေကပြစ်ထားခဲ့တာအခုမြည်ရပြီလို့တီးတော့မှမြင်းမျက်နှာနဲ့မပြတ်သားနိုင်တော့ပဲတာရောချွေးမရောမြည်ကိုလာခေါ်သွားတယ်လို့ပြောတယ်လာတာမှကားကောင်းစားပြောင်းလဲအီးဆက်နေတဲ့ဟာနဲ့လို့ပြောတယ်အဝယ်စားနိုင်ပစ္စည်းတွေတောင်ဘာမှယူမနေပဲလူဝဲလိုက်ခဲဆိုတော့ဘာမှယူမသွားနိုင်ပဲလူကြီးလိုက်သွားခဲ့ရတာလေ
မေဖြူလဲပုံမှန်လို့ဆိုဆက်ဆူဆူလုံးမှာပဲမယ်အခုကဆက်ဆူဖို့ထက်ညအကိစ္စကိုအဖြေရှာမရဖြစ်ပြီးဘာတကောမှမဆက်ဆူနိုင်တော့ဘူးအဲ့ဒီလင်မယားကညကအိမ်မှာရှိမနေတော့ဘူးဆိုမေဖြူကြားတဲ့ကလေးငိုတန်းကဘဲကလဲပေါ့ညိုမကိုမေးကြည့်သေးပေမဲ့ညိုမကတော့သူကတော့မကြားမိဘူးလို့ပဲပြောတာဘလို့စဉ်းစားကြည့်ကြည့်အဖြေမထွက်တော့ပုံမှန်မဟုတ်တော့ဘူးဆိုတော့စပြီးရိပ်မိလိုက်တယ်ဒါနဲ့အဲ့ဒီရပိုင်းဖျားရှိခိုးတိုင်းမြင်ရမမြင်ရတဲ့ကိုတေချာလေးမြစ်တာဖို့အမျှဝေပေးတယ်3-4ရက်လောက်နေတော့မေဖြူနေခင်းဘက်ရေချိုးကောင်းလျှော်ပြီးအိုးစားလဲဖို့အပေါ်ရက်ကိုတက်လာခဲ့တယ်အပေါ်ရက်ရောက်တော့ဗရန်ပေါက်ဘက်ကြောပြီးတစ်တာတဲ့အင်ကြီးရှာရင်းနဲ့စိတ်ထဲကြောမလုံတယ်လို့ဖြစ်လာတယ်ဒါနဲ့နောက်လှည့်ကြည့်လိုက်တော့ဟင်မေဖြူတို့ကောင်းရင်ဗရန်ပေါက်နဲ့ဟိုဘက်အင်ကချင်းရင်ဗရန်ပေါက်ကတနေရာထဲမှာဆိုတော့အပေါက်ဖွင့်ထားရင်ဟိုဘက်ဒီဘက်ဒိုးချိုပေါက်မြင်နေရတာအခုဟိုဘက်ရင်ဗရင်းဘောက်ကပွင့်နေတော့အတွင်းဘက်ကိုမြင်နေရတာပေါ့မေဖြူမြင်ဝင်ထဲမှာရှိနေတာကအဝေးပကတ်ကျိုးနေရာကနေထိန်လွှဲရင်ကလေးတိတ်နေတယ်လို့ပုံစံနဲ့မိမတယောက်အင်းကြီးလက်ရှိဖာဖာကြီးဝတ်ထားပြီးစပင်ရလေးဖားရနေမို့မျက်နှာကိုမမြင်ရဘူးပကတ်ထဲငုံကြည့်ပြီးကလေးမြုံနေတယ်လို့ပုံစံမျိုးပဲနေခင်းကြောင်တော်ကြီးဖြစ်နေတာရောကိုမြင်နေရတာရောငါကိုအိမ်ငါမိသားစုရှိတော့ကမကြာခဏမြင်လေးရှိတဲ့မြင်ကွင်းဖြစ်နေတာရောကြောင့်မေဖြူစိတ်ထဲထူးဆန်းတာမျိုးမတွေးမိဘူးအရင်လူတွေပြန်ရောက်လာတယ်ပဲထင်လိုက်တာဒါနဲ့အောက်ဆင်လာပြီးအိမ်ရှိမှအဝတ်လန်းနေတော့အဲ့ဒီအိမ်ဘက်ကနေမိမငိုတိုင်းကြားရပြန်ရောငိုရာမှဝမ်းနဲ့ပလက်ကြီးကိုငိုနေတာမလို့မေဖြူဆက်စုကျင်စိမ့်နဲ့အဲ့ဒီအိမ်ရှိပေါင်းနားတီသွားပြီးအိမ်ထဲကိုလန့်ကြည့်တော့အိမ်ရောက်ကကလထိုင်ပေါ်မှာမိမတယောက်ခွေခွေလေးထိုင်ပြီးငိုနေတာအင်ကြီးပုံစံရတော့ခုနကမိမပဲအထေကမှောင်ကြီးကြနေတော့မျက်နှာကိုတေချာမမြင်ရဘူးအစားတော့ဘာဖြစ်လဲသွားမေးအောင်မလို့ပဲကိုနဲ့လည်းဒီလောက်မရင်ကြီးတော့မေးပြီးမမေးပြီးပြန်လှည့်လာလိုက်တယ်ခဏနေတော့မေးပြီးတော့ထမင်းစားနေတော့အိမ်ရှိမှာကားတစ်စီးစိုက်လာတယ်ကားပေါ်ကဆင်းလာတာအရင်ကအိမ်ကားလင်မယားမင်းကလေးပုံစံကိုကြည့်ပြီးမေးဖြူမျက်လုံးပြူရပြန်ရောမင်းကလေးကငကိုခါလောက်ရှိတဲ့စပင်ကိုပခုံးထက်ကောဝဲလေးညှက်ထားပြီးဝတ်ထားတာလေလှလှလေးပြီးတော့အခုမှရောက်လာတာဒါဆိုခုနကမေးဖြူမြင်ခဲ့တာကပါလဲပေါ့ဒီတကမေးဖြူဟမ်ဆောင်နိုင်တော့မျက်နှာပြက်ပြီးထမင်းကိုဆက်မစားနိုင်တော့ဘူးအရင်အိမ်သားလင်မယားကသူတို့မင်္ဂလာဦးပစ္စည်းတွေလာယူသွားပြီးအိမ်ကိုတော့ခတ်အင်းရှင်ရှိပြန်အပ်ဖို့လာခဲ့ကြတာသူတို့ပစ္စည်းတွေတိတ်နေတဲ့အချိန်မေးဖြူမယောင်မလင်နဲ့အိမ်ထဲဟိုချောင်းလူချောင်းလုံးနေကြည့်တော့လဲအဲ့ဒီလင်မယားနှစ်ယောက်ကလွယ်နောက်ထပ်လူရိပ်လူရောင်မရှိဘူးဒါနဲ့နောက်ဆုံးစိတ်ထဲဘလို့မှမအောင်နိုင်ပဲညုံမကိုပြောပြလိုက်တယ်ညုံမကလည်းဒီအိမ်ကျောင်းမတန်းလာတီးလောင်လားမေးကြည့်ကြမယ်ဆိုပြီးမတန်းလာကိုခေါ်မိတယ်မတန်းလာကလည်းမေးဖြူတို့အင်ရှင်နဲ့ငွေရေးချင်းမကင်းရမကင်းကြောင်ရှိနေတော့တော်တော်နဲ့မေးမရဘူးနောက်ဆုံးမရမကအဲ့အောင်မေးတော့မှအကြောင်းစုံသိရတာဒီအိမ်နှလုံးနေရာမှာအရင်ကမေးဖြူတို့ချင်းရင်ဘက်ကမြေအလွတ်ဖြစ်ပြီးခေါင်းရင်ဘက်မှာနံကက်နှစ်ထပ်အိမ်လေးရှိခဲ့တာအဲ့ဒီတော့ကလည်းအိမ်ငါးတင်ခဲ့တာပဲအိမ်ငါးလင်မယားကကလေးမွေးပြီးလာပိုင်းလောက်ကြာမှာပဲအိမ်ကမီးလောင်တယ်ယောက်ျားဖြစ်သူကအလုံးညာတိုင်းဆင်းနေလို့ကန်းကောင်းသွားပြီမဲ့မိန်းမနဲ့ကလေးကမီးထဲမှာပဲမလွတ်နိုင်ပဲဆုံးသွားကြရှာတာအဲ့ဒီနောက်ပိုင်းကလေးကညဆိုမီးလောင်ထားတဲ့အိမ်ကြီးရှိရနေကလေးငိုတန်းမိန်းမငိုတန်းနဲ့မီးလောင်နေလို့ကဲကြပါအောင်စားသဖြင့်အော်တန်ငိုတန်းတွေကြားလာရတယ်အိမ်ကြီးဖြစ်နေမှတော်တော်လေးကိုကြောက်လန့်ခဲ့တာပေါ့နောက်ပိုင်းအိမ်ရှင်ကအင်ကြီးကိုဖြတ်မြင်းလို့ကမဝါဖက်ပြီးမှမီဖြူလို့နေတဲ့အိမ်ကြီးကိုပြန်ဆောက်လိုက်တာအဲ့ဒီနောက်ပိုင်းအရင်ကတော့တော့မဆိုးတော့ပေမဲ့အိမ်ငါးတွေကတော့တရေချုပ်တယ်ဆိုပြီးပြောင်းပြေးကြတာမျိုးတွေရှိတယ်။မပြောင်းမဲချာချာနေတဲ့အိမ်ငါးတွေဆိုလဲနေ့စဉ်နဲ့မျှစကားများလိုက်ရံဖြစ်လိုက်နဲ့အထူးသဖြင့်ခေါင်းရင်းအိမ်မှာဖြစ်တာပေါ့။ဒီလိုအကြောင်းစုံတီးရတော့မေဖြူတို့ကပုံလန့်သွားတာပေါ့။ချာချာကျွန်တော်ချင်းမကင်မီလက်မကင်မီဖြစ်ပေမဲ့နည်းနည်းတွေးလို့တေချာစဉ်းစားကြည့်မှကိုယ်တွေကိုဘာမှတိတ်ဒုက္ခမပေးရနဲ့ပဲဖြည့်သိမ်းရတာပေါ့။အိမ်သားကလည်း6လစာပေးထားပြီးသားဖြစ်နေပြီ။ဒါပေမဲ့ညဘက်အင်းသားတွေဘာတွေတော့တယောက်တည်းထမသွားတော့ဘူးနောက်ပိုင်းတွေမှာခေါင်းရင်ကလူမနေတော့ပေမဲ့လူနေနေတယ်လို့ပဲနေခင်းဘက်ဆိုလဲတွာလာလှုပ်ရှားနေလို့တန်းနေလှီကားတက်စင်လောက်တဲ့တန်းနေတခါလေကလေးရေတန်းလူချင်းငိုတန်းစားတဲ့ပြန်တန်ပလန်ကတော့တနေ့တစ်မျိုးမရိုးရဘူးပြီးတော့တောက်ခတ်ထားတဲ့အိမ်မကြီးတကားလွှင်ရင်အပေါ်ထဲအောက်ထက်ပရင်းပေါက်တွေကပိတ်ထားလိုက်ဖွင့်ထားလိုက်နဲ့ကြတော့နည်းနည်းတော့နားရင်တယ်လို့ဖြစ်လာတယ်ညုံပါကတော့တရက်ကဆက်ချုပ်နေရင်စိတ်ထဲတစ်မျိုးဖြစ်လာလို့ဆိုပြီးပရင်းပေါက်ဖက်လှည့်ကြည့်လိုက်ကဟိုဘက်ရင်ကလည်းပရင်းပေါက်ကြီးပွင့်နေပြီးအထက်အမောင်ရီထဲမှာကလေးနိုးတိုင်းနေတယ်လို့ပုံစံနဲ့မိန်းမတစ်ယောက်ထိုင်နေတာတွေ့ပါလေရောညုံမမျက်လုံးပြူးနဲ့ကြည့်နေတော့မှပဲပရင်းပေါက်ကြီးကသူ့လူလိုဝုန်းမနဲ့ပိတ်သွားတော့ညုံမတစ်ယောက်လန့်လာမှခုံပေါ်ကပြုတ်ကြမတတ်ပဲ
အဲ့ဒီနေ့ကစပြီးကြောက်ပြားဖျားလိုက်တာ၄-၅ ရက်လောက်တောင်ကြာသွားတယ်။ဂျားထဲမှာတော့အဲ့ဒီလိုအကောင့်ထဲမပြပဲအတန်ပဲပြီးတော့တာဆိုတော့အတော်လေးငြိမ်သွားလိုက်သေးတယ်ပြောရမှာပေါ့။ဒါပေမဲ့တညအဲ့ဒီညကအိမ်သားမှာမီးလန့်ပြီးလျှက်စင်မီးတွေလည်းအပြတ်ခံလိုက်ရတယ်။ညမိုးချုပ်တော့ညုံမာကပုံမှန်တိုင်းအိပ်ပျော်သွားပြီမဲ့မေဖြူကတော့မီးလန့်လို့နည်းနည်းထိတ်လန့်ထားတဲ့အချိန်ကြောင့်အိမ်မပြောတာနဲ့ခြံအောင်ထဲမှာဘက်ထရီကျွမ်းမီးငွေကိုထွန်းပြီးဝတ္ထုစာကိုဖတ်နေမိတယ်။ညတော်ကြီးမိုးချုပ်လာတော့မီးအိမ်ကလည်းနည်းနည်းမှိန်စားပြူလာပြီ။မျက်လုံးလည်းညောင်းလာပြီမလို့မေဖြူမီးပိတ်ပြီးအိပ်ဖို့ပြင်တယ်။မျက်လုံးကြောင်နေတော့တော်တော်နဲ့အိမ်မရဖြစ်နေတာပေါ့။အဲ့ဒီအချိန်မီးလောင်နေပြီကဲကြပါဦးအတန်ကြီးမဟုတ်ပဲခထူးထူးပဲကြားလိုက်ရတာပဲမေဖြူအလန်တကြားနဲ့ထားထိုင်မိလိုက်တယ်အတန်ပဲရလာလဲတိချာနားဆွင်ကြည့်တော့ခေါင်းရင်းဘက်ကနေဖြစ်နေတယ်ဒီတော့မှစိတ်ထဲတင်းငနေဖြစ်သွားပြီးကြောက်စိတ်ဆဝင်လာတာခေါင်းရင်းပရင်ဘောက်ကလည်းရာသီဥရုပူလိုဖွင့်ထားမိတာဆိုတော့အပေါက်ကဟောင်းလောင်းကြီးဖြစ်နေဘာလို့ရမယ်မသိခြံအောင်ထဲမှာတုံးတုံရင်ထိုင်နေပြီးတော့မေဖြူတို့ခြံအောင်ကိုအနီရောက်အလင်းရိပ်လိုဟိုက်ကျလာတယ်ပြောရရင်တရေကားတွေရလို့နီတီတီအယောင်ကြီးဒါနဲ့တကယ်ပဲမီးလောင်နေရလားဆိုပြီးစိတ်နဲ့ထိုင်နေရကနေဒူးတော့ပြီးခေါင်းရိပ်ပဲလန့်ကြည့်တော့အမလီမေဖြူချက်ချင်းပဲဝုန်းဝန်းနဲ့လှည့်ချလိုက်ရတယ်ဟိုဘက်အိမ်ပရင်ပေါက်မှာကလေးကြည့်ပြီးရက်နေတဲ့သပင်ဖားရတဲ့မိန်းမဘာမီးမှမရှိဘဲကိုနီနီရန်အောင်ကြီးဖြစ်ပြီးအနီရောင်ကြီးထွက်နေတာမေဖြူလှည့်ချပြီးညုံမကိုအောက်ကိုတကြီးနဲ့နှိုးပြီးမယ်ဘလို့မှနှိုးမရဘူးတရင်တဲအဲနဲ့ပြအိတ်သွားတာဘလို့မှနှိုးမရတဲ့နောက်ဆုံးမေဖြူလည်းခေါင်းအောက်မှာခောက်ပြီးခုထားတဲ့ဆောင်းလေးကိုဆွဲထုတ်ပြီးခေါင်းမီးချုံနေလိုက်တယ်။ရာသီဥတုကပူလောင်နေပေမဲ့လည်းကြောက်နေတော့မတတ်တာပဲချုံနေရတော့တာပေါ့။မေဖြူဆောင်းချုံကြီးထဲမှာချွေးရွှင်းနေနေတဲ့အချိန်လေကနေတက်လာတယ်လို့ခြေစမ်းနဲ့အတူကလေးချောတဲ့တံမှာကြာရတော့မေဖြူကောင်းစင်နှင်းခံလိုက်ရတယ်လို့ပါပဲ။လူကလည်းတစားပြန်နဲ့ရောက်နေတယ်လို့မျိုးစိတ်ကခြောက်ချားလာတယ်။အတန်ကပေါ်တဲ့ရောက်လာပြီးမေဖြူတို့ခြံအောင်သားတွေဒလန်းချင်းကတ်လာတယ်။ပြီးတော့မေဖြူရှိတဲ့ဘက်ကို꿰လာပြီးမေဖြူနာရောက်မှထိုင်ချလိုက်တယ်။အဲ့ဒီအချိန်တီးစိမ့်မှသာဘေးမှာညုံမှရှိနေတယ်ဆိုတဲ့အတီမျိုးရှိမနေရင်မေဖြူကြောက်လွန်းလို့တတိတောင်လက်သွားမလားမသိဘူး။ခံကြပြီးမရှိမနှောင်းမှထွက်လာတဲ့အတန်ကအိုးအေးတာလီအိတ်တော့နော်အေးကလေးချို့တန်လို့အတန်နဲ့နောက်ဆက်တွေကငိုလိုက်ရီလိုက်လုံနေတဲ့အတန်ကြီးလုံးဝနီးကကြီးကြားနေရတော့မေဖြူကြောက်လွန်းလို့အာကောင်ကြီးခြောက်လာပြီးလူကလည်းမိုးသလိုကြီးဖြစ်လာတယ်။တောက်လျှောက်အဲ့ဒီတန်ကြီးကထွက်နေပြီးတော်တော်လေးကြာတော့ချက်ချင်းဆိုသလိုအတန်တိတ်သွားတယ်။စက္ကန့်ပိုင်းလောက်ကြီးလုံးဝတိတ်သွားပြီးမှမပူလာအမရဲ့ဆိုပြီးအိုးရှာရှာအတန်ကြီးနဲ့ပြောလာတော့မေဖြူကြောရိုးတဲ့အထိကိုစိတ်သွားတာ။ဒါနဲ့ဆောင်းကိုတင်းနေအောင်ခြုံထားပြီးလူကလည်းကြောက်လွန်းလို့မျက်ရည်တောင်ကျနေပြီ။အဲ့ဒါပြီးတော့အတန်ကတိတ်သွားပြန်ရောဒီတကတော့ထသွားပြီးလေကားကနေပြန်ဆင်းသွားတဲ့ခြေတံမှာကြားလိုက်ရတယ်။ဒါပေမဲ့လည်းဘယ်ချိန်ပြန်ရောက်လာမှမသိတော့မေဖြူစောင်းမဖယ်ရဲသေးဘူးလေ။အဲ့ဒီအချိန်ဟဲမေဖြူရေပူရတယ်ကြားတယ်။စောင်းကြီးချုံပြီးဘာလို့မရတော့ဆိုပြီးပြောလာတဲ့ညုံမအတန်ကြားလိုက်ရတော့မေဖြူကဲတဲ့ရှင်တွေးလိုက်ရတယ်လို့ပြောသွားပြီးစောင်းဝုန်းကနေဖယ်ပြစ်လိုက်ပြီးညုံမကိုပြောပြဖို့လုပ်တီရီတိုင်းကြားလိုက်ရတော့အတန်လာတဲ့ဘက်ကိုလှည့်ကြည့်လိုက်တော့ခုနကမေဖြူချိုးပြီးထားတဲ့ဘက်မှာကလေးချီပြီးထိုင်နေတဲ့မိန်းမအမောင်ထဲမှာနီနီလင်းနေသလိုဖြစ်နေပြီးမျက်နှာကလည်းမီးလောင်ဖို့လိုဖူတွေရောအသားတွေပြည့်ပြည့်ရွရွကြီးဖြစ်နေတာတွေရောစပင်ကလည်းခေါင်းပေါ်မှာကျူးတို့ကျဲတဲ့နဲ့သွားခွေလိုက်ပေါ်အောင်ပြုံးပြရင်မေဖြူကိုကြည့်နေတာမေဖြူလည်းချက်ချင်းဆိုသလိုပဲမျက်စိစုံမိပြီးငဲတန်းပေါင်းအော်ရတာပေါ့ဘီယာဟာကြီးကတော့တဟီနဲ့ရီနေတော့မယ်ဒီတော့မှညုံမာကနိုးလာပြီးငေါကနေထောက်ထိုင်လာတယ်။ဘာဖြစ်တယ်လဲမေးတော့တရေ6လူလို့ပြောတော့ညုံမာကပါရောအော်ပါလေရော။မေဖြူတို့အော်တန်နေကြောင်းအင်းကြီးချင်းကြီးရောက်လာတဲ့ကြားမှာရေတန်းပြောက်သွားပြီးခေါင်းရဲ့အိမ်ဘက်ကဘရင်ဘောကဝုန်းကနေပြန်ပိတ်သွားတယ်။အဲ့ဒီညကမေဖြူကတော့တကယ်ကိုမယုံယုံတမဲပဲ။မေဖြူဖြစ်ပုံစားဆုံးပြီးတော့နောက်ရက်ဒီမှာမတန်လာတော့ကညဆိုသူတို့အိမ်ဘက်လာအိပ်ဖို့ခေါ်တယ်။မေဖြူနဲ့ညုံမာလည်းနေခင်ဘက်ကပြဿနာမရှိပေမဲ့ညဆို2ယောက်တည်းမအေးရတော့တာနဲ့မတန်လာလို့ပဲသွားအေးလိုက်တာအိမ်သား6လပြည့်တဲ့အထိပဲထောင်ထောင်ကြားထဲမှာတချို့နေ့တွေဆိုညနေပိုင်းရောက်ရင်မိကျွန်းတယ်လို့နဲ့နေရလိုက်အိုးအေးကိုကြားလိုက်နဲ့ရိုးရမပြဲ6ခံနေရတော့မယ်6
6လပြီးတော့ဒီအိမ်ကိုဆက်မငားဝန်တာနဲ့ဒီရက်ွက်ထဲမှာပဲအခြားဆင်ပြေမဲ့နေရာလေးပြန်ရှာလိုက်ရတယ်။မိဘကတော့ကိုဒီစကားကြုံရင်ကြုံလို့အဲ့ဒီညာကိစ္စကိုမဟာဆွမ်းသားကန်တစ်ခုလို့ပြန်ပြောပြနေပြီးတော့နဲ့လေ။